မင်္ဂလာပါဒါလေးကိုမြင်လို့ရှိရင်တော်တော်များများကဒဲကိုပုဂ္ဂိုလ်ဆိုပြီးသိကြတယ်ဒဲကိုပုဂ္ဂိုလ်နော်အဲ့တော့သူကအတန်ထွက်ကဒဲကိုပုဂ္ဂိုလ်ဆိုတော့အဓိပ္ပာယ်လေးကသူ့ပုံတရားအတိုင်းပဲချွန်ထွက်နေရလေးနဲ့ခြိုက်ဝင်တာလေးနဲ့ဆိုတဲ့ခါကျတော့မညီဘူးမညီမညာဖြစ်နေတယ်ကြမ်းတက်နေတယ်အဖို့ထစ်တွေထွက်လိုက်ဝင်လိုက်ဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအဲ့တော့သူကဒဲကိုပုဂ္ဂိုလ်အဲ့ဒါဆိုရင်သူလေးရအောင်သူလေးကကြတော့ဒဲကိုပုဂ္ဂိုလ်မဟုတ်ပါဘူးเนาะသူ့ကိုအိုးတိုးဆုဆိုပြီးတော့အတန်ထွက်ပါတယ်အဓိပ္ပာယ်ကတော့အတူတူပဲမညီမညာဘူးဝင်လိုက်ထွက်လိုက်ဖြစ်နေတယ်ဒီလမ်းမှာဆိုလို့ရှိရင်လည်းဒီဂလူတွေခြိုက်နေအဲ့လိုမျိုးတွေဖြစ်နေဆိုတဲ့ပုံစံမျိုးကိုပြောတာเนาะအဲ့တော့ဘယ်လိုမျိုးခွဲမလဲဆိုလို့ရှိရင်အချွန်လေးကရှေ့မှာရှိနေရင်ဒဲကိုပုဂ္ဂိုလ်အချွန်လေးကအနောက်မှာရှိနေရင်အိုးတိုးဆုတစ်ခေါက်ထပ်ပြောပါမယ်အချွန်လေးကအရှေ့မှာရှိနေရင်デコボコဒဲကိုပုဂ္ဂိုလ်အချွန်လေးကအနောက်မှာရှိနေရင်凹凸အိုးတိုးဆုဆိုပြီးထွက်ပါတယ်ဒဲကိုပုဂ္ဂိုလ်အိုးတိုးဆုဒါဆိုရင်တော့ N1 level ခန်းကြီးနှလုံးရသွားပါပြီအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်တတဘိုင်ဘိုင်